ခင်ဗျားတို့သတိထားမိလားတော့မသိဘူးဒီနှစ်ပိုင်းမှာ laptop တစ်လုံးဝယ်ဖို့ရှာကြည့်လိုက်တယ်ဆိုရင်ဈေးကွက်ထဲမှာတွေ့ရတဲ့ laptop တော်တော်များများကအရင်တော့လို graphic card တွေမပါကြတော့ပါဘူးကျွန်တော်ပြောချင်တဲ့ graphic card ဆိုတာက Intel Iris တို့ AMD ရဲ့ Radeon တို့လို integrated graphic တွေမဟုတ်ပါဘူး Nvidia ကထုတ်တဲ့ dedicated card တွေကိုပြောချင်တာပါအရင်တော့ဆိုရင် office laptop တွေမှာ Nvidia ရဲ့ MX250 တို့လို graphic card လေးတွေပါတဲ့ model တွေရှိကြပါတယ်ဒါပေမဲ့အခုနောက်ပိုင်းထွက်တဲ့ office laptop တွေမှာတော့ graphic card လုံးဝမပါတော့ပါဘူးအဲ့တော့ခင်ဗျားက graphic card ပါတဲ့ laptop တစ်လုံးလိုချင်နေဆိုရင် gaming laptop ဝယ်မှပဲရပါတော့တယ်အဲ့တော့အခုကျွန်တော်တို့ပြောနေတဲ့ graphic card ဆိုတာဘာကြီးလဲ तू ကဘာလုပ်တာလဲ office laptop တွေမှာရောဘာလို့ graphic card တွေမပါကြတော့တာလဲဒီမေးခွန်းတွေကိုတော့ဒီဗီဒီယိုထဲမှာဆွေးနွေးဖြေရှာသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် intro လေးပြီးရင်စလိုက်ကြတာပေါ့ graphic card ဆိုတာကကွန်ပျူတာရဲ့ screen ပေါ်မှာရုပ်တွေပေါ်လာဖို့အတွက်အဓိကတာဝန်ယူတွက်ချက်တဲ့စိတ်ပိုင်းဖြစ်ပါတယ် graphic card တွေပေါ်မလာဘူးဆိုရင် hacker ကားတွေတဲကလို့ကွန်ပျူတာကို command line အနေနဲ့သုံးနေရမှာပါ browser ပဲဖွင့် YouTube ပဲသုံးမြင်တွေ့နေရတဲ့ graphical interface လှပလေးတွေဆိုတာက graphic card တွေရဲ့ကျေးဇူးတွေကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေဆိုလည်းမမှားပါဘူးတကယ်နဲ့ဆန်းစစ်ကြည့်မယ်ဆိုရင် office laptop တွေမှာ graphic card မပါတော့ဘူးဆိုတဲ့စကားကမှားနေတာပါ What? graphic card မပါဘူးဆိုရင် screen ပေါ်မှာဘာမှပေါ်လာမှာမဟုတ်ဘူးလေအဲ့လို screen ပေါ်မှာရုပ်တွေပြပေးနိုင်ဖို့အတွက်ကတော့ integrated graphic တွေကတော့ပါရတာပေါ့ integrated graphic တွေတို့ dedicated graphic တွေတို့ပြောလိုက်လို့မျက်စိမလည်သွားပါနဲ့ integrated graphic ဆိုတာက CPU ထဲမှာပါတဲ့ graphic card သေးသေးလေးပါintegrated graphic အကြောင်းကိုသိသွားပြီဆိုတော့ခုနကပြောနေတာတွေကိုပြန်ဆက်ကြတာပေါ့ integrated graphic တွေကဟိုးကလေးကအခြေခံကျတဲ့ရုပ်ထွက်တွက်ချက်မှုတွေလောက်တော့လုပ်နိုင်ကြပါတယ်ဒါပေမဲ့ demanding များတဲ့ Photoshop လို software တွေသုံးရလောက်တော့မကောင်းပါဘူးအဲ့ဒါကြောင့်အရင်တုန်းက Photoshop လို့သုံးကျင်နေဆိုရင်တော့ Nvidia ရဲ့ MX250 လို low end GPU တွေကိုလိုအပ်ခဲ့ပါတယ်ဒါပေမဲ့အခုခေတ်မှာကတော့အခြေအနေတွေကအများကြီးပြောင်းလဲသွားခဲ့ပါပြီဒီနေ့ပိုင်းမှာ integrated graphic တွေရဲ့စွမ်းဆောင်ရည်ကအများကြီးတိုးတက်လာပါတယ်အဲ့ဒါကြောင့်အရင်တုန်းကလို low end GPU လေးတွေကိုမလိုအပ်တော့ပါဘူး integrated graphic တွေဘယ်လောက်တိုးတက်လာလဲဆိုတာသိနိုင်ဖို့အတွက်အရင်တုန်းကသုံးခဲ့တဲ့ Nvidia ရဲ့ low end GPU လေးတွေနဲ့နှိုင်းယှဉ်ကြည့်ကြတာပေါ့ဒီလိုနှိုင်းယှဉ်ကြည့်ဖို့အတွက်တင်းနေဆယ်စွန်းစွန်းက office laptop တွေမှာပါတဲ့ AMD Ryzen 5 9530U ရဲ့ integrated graphic နဲ့အရင်တုန်းကသုံးခဲ့တဲ့ Nvidia ရဲ့ MX250 တို့ကိုနှိုင်းယှဉ်ပြဖို့ရွေးချယ်ထားပါတယ်ပထမဆုံးအနေနဲ့ raw performance ကိုနှိုင်းယှဉ်ကြည့်ကြတာပေါ့ benchmark တွေရဆိုရင် Ryzen 5 တဲက integrated graphic က MX250 နဲ့ကိန်းဂဏန်းတွေရအတူတူဖြစ်နေပါတယ်အဲ့တော့အပေါ်မှာကျွန်တော်ပြောခဲ့သလိုပဲအခုခေတ် integrated graphic တွေက low end GPU တွေနဲ့တန်းတူဖြစ်လာပြီဆိုတာပိုပြီးမြင်သာလာပါတယ်ဒီနေရာမှာပြောစရာရှိတာက benchmark တွေဆိုတာက real life performance မဟုတ်ပါဘူး benchmark တွေထက်လက်တွေ့သုံးရတဲ့နေရာမှာဘယ်လောက်ထိအလုပ်ဖြစ်လဲဆိုတာကပိုပြီးရေးကြည့်ပါတယ်အဲ့ဒါကြောင့်လူတိုင်းလည်းစိတ်ဝင်စားမယ်ထင်တဲ့ integrated graphic တွေနဲ့ Photoshop သုံးရတာဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်တကယ်တော့အားလုံးထင်နေကြတယ်လို့ Photoshop က GPU ရမ်းသုံးတဲ့ software တစ်ခုမဟုတ်ပါဘူး Photoshop ထဲမှာလုပ်နေတဲ့အလုပ်တွေရဲ့ 90% လောက်က CPU ပေါ်မှာအဓိကတွက်ချက်တာဖြစ်ပါတယ်အဲ့တော့ခင်ဗျား Photoshop ထဲမှာ generative fill တို့ neutral filter တို့လို AI အလုပ်တွေမလုပ်သေးတဲ့ integrated graphic တွေနဲ့အဆင်ပြေနေသေးပါပဲမရရအောင်သုံးမယ်ကွာဆိုရင်တော့ Ryzen 5 9530U လိုမျိုး modern CPU တစ်လုံးမှာပါတဲ့ AVH2 လိုပိုပြီးခင်မိတဲ့ instruction set တွေကပိုပြီးသုံးတဲ့ပါလိမ့်မယ်အဲ့တော့အနှစ်ပြန်ချုပ်ရရင်ဒီနေ့ပိုင်းထွက်တဲ့ CPU တွေရဲ့ integrated graphic performance ဟာ Nvidia ရဲ့ low end graphic card တွေထက်တချို့နေရာတွေမှာပိုတောင်ကောင်းနေပါတယ်office laptop တွေမှာအရင်တုန်းကလိုပဲ Nvidia ရဲ့ MX series card တွေကိုထည့်ပေးမယ်ဆိုရင်ထုတ်လုပ်မှုစရိတ်တွေပိုကြီးပြီး battery စားလာတာပဲအဖက်တင်ပါလိမ့်မယ်ပိုကောင်းတဲ့ performance ကိုတော့မြင်ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အခုနောက်ပိုင်း office laptop တွေမှာ graphic card မပါတော့တာက integrated graphic တွေအများကြီးပိုကောင်းလာတာကြောင့်လို့ကောက်ချက်ချရမှာဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ဒီနေ့ပိုင်းမှာ integrated graphic တွေဘယ်လောက်ထိစွမ်းလာလဲဆိုတာကိုသဘောပေါက်လောက်ပြီးထင်ပါတယ်တိုးတက်လာတာတော့ဟုတ်ပါပြီတကယ်ရောအသုံးတဲ့ရလားဘယ်လောက်အတိုင်းတာထိအသုံးချလို့ရနိုင်မလဲဘယ်လိုအခြေအနေမှာရော dedicated graphic card တွေကိုရွေးချယ်ရမလဲဒီမေးခွန်းတွေကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှာဆက်ပြီးပြောပြပေးပါမယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာထပ်တွေ့ကြတာပေါ့